ခိုင်ဘင်္ဂလားနယ်စပ်မှာအော်တိုဘာလ20ရက်နေ့ညအချိန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းအာဆာအကြမ်းဖက်တပ်ဖွဲ့ဝင်23ယောက်သေဆုံးပြီးတော့10ယောက်ဒဏ်ရာနဲ့အတူဖမ်းဆီးရမိကအာရခတပ်တော် AA ကလည်း3ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဟာတညလုံးဖြစ်ပွားခဲ့ပြီးတော့အာရခတပ်တော် AA က3ယောက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ကျန်အာဆာတပ်ဖွဲ့ဝင်တွေကတော့ကစင်ကလေးယာဘင်္ဂလားဒေ့ရှ်ဘက်ကိုဆုတ်ခွာထွက်ပြေးသွားကြပြီး AA ကလည်းနေဆက်တလျှောက်မှာလိုက်လံရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့ AA ပြောခွင့်ရသူဥခိုင်သူခကိုမေးမြန်းထားပေမဲ့လည်းအကြောင်းမပြန်သေးတာကြောင့် AA ဘက်ကအတည်ပြုချက်ကိုတော့ရယူနိုင်ခြင်းမရှိသေးပါဘူး။ဒီရက်ပိုင်းအတွင်းမောင်တော်မြို့နယ်မြောက်ပိုင်းကိုအာဆာအကြမ်းဖက်အဖွဲ့တွေဝင်ရောက်လှုပ်ရှားမှုတွေရှိနေပြီးတော့ AA တပ်စခန်းတွေကိုအဝေးကနေလှမ်းပစ်တာခရီးသွားလာနေတဲ့အရက်သားပြည်သူတွေကိုချုံခိုတိုက်ခိုက်တာတွေလည်းပြုလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါရရှင်။